ဒုတိချမိတ်စိတ်ညီကောင်မတော်မများအားလုံးမင်္ဂလာပါရှင်ကဲဒီဘက်အတွက်3လပိုင်း9ရက်နေ့ကနေစပြီး73ရက်နေ့ထိတစ်ပတ်စာပြောပါမယ်ဘုရုမကျော်3ရှိပါတယ်တင်ခွက်က30 3534ပါမပြောက်ပတ်တည်းရ10ပတ်တည်းပါ10နဲ့38 38ကတင်ခွက်ပါမိန်ဘရိတ်အနေနဲ့ကတော့10ဘရိတ်ရှိပါတယ်အရန်ဘရိတ်က3ဘရိတ်ပါအပူ100ရာခိုင်နှုန်းရှိပါတယ်အပူ100ရာခိုင်နှုန်းအပူလာမယ်ပြန်ကြရှိတယ်ဒါပေမဲ့ပြန်ကြကအရင်တော့ကြောက်ရတဲ့အနေထားမဟုတ်ပြန်ကြကိုကြောက်ရမယ့်အခြေအနေရောက်လာရင်ကျွန်မလာတက်ပြောပြပါမယ်ပါဝါရှိပါတယ်အပူနဲ့ပါဝါဗုဒ္ဓဟူးမကြော်ခင်မှာအပူပါဝါတပွဲစဉ်းနိုင်ရှိပါတယ်ပါဝါဆိုလို့ရှိရင်50နဲ့38ကိုကြိုက်ပါတယ်အလားများတယ်ပေါ့နော်ပြီးတော့ခါကျတော့အပူမှာတကွက်ကောင်းတတိထားတဲ့နာ66ကိုတတိထားတဲ့ပါတယ်မွေးကနန်းနေရတော့ဒီဘက်ကတော့မထုတ်ဘူးတော့ကိုစဉ်းစားထားတာဒါပေမဲ့နှစ်ကွက်ပေါ့တစ်ကွက်ကောင်းနဲ့အဲ့လိုနှစ်ကွက်ထိုးခြင်းလို့ရှိရင်တော့အရင်ဘက်ကနှစ်ခါထွက်ထားတယ်ခွန်ကိုအဲ့ဒါတစ်ကွက်ကောင်းမှာခွန်ကို6ခွန်6ကအရင်6ခွန်ကတစ်ကွက်ကောင်းပိုက်ကလေးကပူလို့နည်းနည်းပြန်ရှက်ရတယ်မွေးကနန်းကအဲ့ဒါလေးပဲလောလောဆယ်ယူထားအောင်ပေါ့နော်အဲ့တော့အကောင့်တွေကလည်းခဏပြတ်နေတော့စိတ်ဓာတ်တွေကြကလေးတစ်ဖက်နဲ့လောက်ရတာလည်းမလွယ်ဘူးရှင်အားလုံးကံကောင်းကြပါစေငိုရင်းကြပါစေအဆင်ပြေကြပါစေရှင်